လူတိုင်းရဲ့ဘဝမှာတစ်ချိန်မချိန်မှာတော့ကိုမေးခွန်းထုတ်ဖို့ကြပါတယ်။နားတကယ်အသုံးဝင်နေသလား။ငါဘာအတွက်ဒီလောက်ပင်ပန်းနေရတာလဲ။အခြားလူတွေကရှေ့ကိုရောက်နေရနဲ့ငါကဘာလို့နောက်ကျနေတယ်လို့ခံစားရတာလဲ။ဒီမေးခွန်းတွေကအတန်မထွတ်ပဲညအချိန်တွေမှာစိတ်ထဲမှာသာတိတ်တိတ်လေးထက်ထက်မင်းနေတတ်ပါတယ်။ အချို့သောနေ့တွေမှာကိုစူးစမ်းမှုအားလုံးဘယ်သူမှမမြင်တယ်လို့ဘယ်သူမှမတန်ဖိုးထားတယ်လို့ခံစားရတဲ့အချိန်လေးရှိပါတယ်။မနက်စောစောထအလို့သွားတနေ့လုံးပင်ပန်းညပြန်လာတဲ့အခါကိုယ့်အတွက်ဘာမှမကြံတော့တယ်လို့စိတ်ပင်ပန်းနေတဲ့အချိန်တွေပါ။အဲ့ဒီအချိန်မှာကိုအခြားသူတွေနဲ့နှိုင်းယှဉ်မိပါတယ်။သူတို့ကအောင်မြင်နေတယ်လို့သူတို့ကပိုကောင်းနေတယ်လို့သူတို့ရဲ့ဘဝကပိုလေးနေတယ်လို့ကိုယ့်ဘဝကတော့မှောင်နေတယ်လို့ထင်လာတတ်ပါတယ်။ ဒါပေမဲ့တခါတရံကျွန်တော်တို့မသိတာတခုရှိပါတယ်။အခြားသူတွေမြင်နေရတဲ့အောင်မြင်မှုဆိုတာကသူတို့ရဲ့အဆုံးရလာဖြစ်ပြီးကိုမြင်နေရတာမဟုတ်တဲ့နောက်ွယ်ကပင်ပန်းမှုတွေမျက်ရည်တွေစိတ်ပြတ်မှုတွေတိတ်တိတ်နဲ့ခံထရတဲ့နာကျင်မှုတွေကိုမမြင်ရတာပါ။တဲ့အခုလမ်းအလယ်မှာရှိနေတယ်ဆိုရင်ဒါဟာမအောင်မြင်သေးတာမဟုတ်ပါဘူး။ဒါဟာသွားနေစေဖြစ်တာပါ။ပန်းတိုင်ကိုမရောက်သေးတာနဲ့လမ်းမနေရမဟုတ်ပါဘူး။အချိန်မရောက်သေးရပဲဖြစ်ပါတယ်။ပန်းသပင်ဟာမနေ့ကမပွင့်နေလို့ဒီနေ့လည်းမပွင့်ရမယ်ဆိုတာမရှိပါဘူး။အချိန်တစ်ခုရောက်လာတဲ့အခါဘယ်သူမှမမျှော်လင့်တဲ့နေ့တစ်နေ့မှာတိတ်တိတ်လေးပွင့်လာတတ်ပါတယ်။ တင်အခုလုံနေတဲ့စ조사မှုတွေကအကျိုးမရှိဘူးလို့ထင်နေရင်အဲ့ဒီထင်မြင်ချက်ကိုအခုဒီနေရာမှာခဏထားခဲ့ပါအမြင့်မခိုင်သေးတဲ့တစ်ပင်ကမိုးမုန်တိုင်းကိုမခံနိုင်တယ်လို့ကိုလည်းအခုအချိန်မှာကိုအမြင့်ကိုခိုင်အောင်လုပ်နေတာပဲဖြစ်ပါတယ်ဘဒူးမှမမြင်တဲ့အချိန်တွေမှာကိုစ조사နေရတာကတန်ဖိုးမရှိတာမဟုတ်ပါဘူးအဲ့ဒါကအနာဂတ်အတွက်အရေးကြီးဆုံးအစစ်အပိုင်းဖြစ်ပါတယ်ကိုအယမ်းတင်းကျပ်မထားပါနဲ့ဒီနေ့မတော်တဆလဲတွားခဲ့ရင်ဒီနေ့မအောင်မြင်ခဲ့ရင်ဒီနေ့မပျော်နိုင်ခဲ့ရင်ကိုခွင့်လွတ်ပါလူဆိုလားစက်မဟုတ်ပါဘူးအမြဲတမ်းအားပြီးနေရမယ်ဆိုတာမဖြစ်နိုင်ပါဘူးအနားယူရတာကလက်လွတ်ခြင်းမဟုတ်ပါဘူးကိုပြန်တတ်နိုင်ဖို့ကိုပြန်ရှင်နိုင်ဖို့လိုအပ်တဲ့အချိန်ပေးခြင်းပါတင်ဘဝရဲ့တန်ဖိုးကိုအခြားသူတွေတတ်မှတ်ပေးဖို့မလိုပါဘူး likes views followers salary title အဲ့ဒီအရာတွေကတင်တန်ဖိုးကိုတိုင်းထားတဲ့မီတာမဟုတ်ပါဘူးတင်ဒီနေ့ထိမလက်လွတ်ပဲအသက်ရှင်နေတယ်ဆိုတာကိုယ်တိုင်ရဲ့အောင်မြင်မှုတစ်ခုပါတင်ဒီနေ့ထိမကြိုးပယ်ပဲဆက်ကြိုးစားနေတယ်ဆိုတာကိုယ်တိုင်ကိုပေးတဲ့သက်သေပါဒီနေ့မှာနောက်ပြန်လှည့်ကြည့်တဲ့အခါဒီနေ့တွေကိုငါမလက်လွတ်ထဲလို့ပဲလို့ပြောနိုင်ပါလိမ့်မယ်အခုတော့ကိုပြောလိုက်ပါငါမကီးသေးဘူးငါမရှုံးသေးဘူးငါလမ်းပေါ်မှာပဲရှိနေတယ်အဲ့ဒီစကားလုံးတွေကိုတိတ်တိတ်လေးစိတ်ထဲမှာထပ်ပြောပါဒီ audio book ကိုနားထောင်ပြီးတဲ့အခါသင်စိတ်ထဲမှာအနှင်းငယ်တွေဖြစ်အလင်းနှစင်းထွန်းလာခဲ့ရင်ဒီအချိန်ကအကျိုးရှိခဲ့ပြီဖြစ်ပါတယ်တင်ဟာမထင်မှတ်လောက်အောင်တန်ဖိုးရှိတဲ့လူတစ်ယောက်ပါ